တူးလိုက်ပြီးမှဒါမှကေဘယ်တွေထွက်လာတာပေါ့နော်ဆက်သွယ်ရေးကေဘယ်ထွက်လာတဲ့ခါဆိုတော့မလိုလားအတဲ့ပြဿနာတွေဖြစ်ရှင်းရတယ်လက်ကျိုးတွေအောက်မှာလှုပ်မယ်ဆိုရင်တော့အရန်သတိထားပါများသောအားဖြင့်ကျွန်တော်တို့မလိုလားအတဲ့ဓာတ်လိုက်မှုတွေကကျွန်တော်လက်ကျိုးအောက်မှာလှုပ်တဲ့ set တွေမှာမြင်တွေ့ရပါတယ်ခုနကတော့ဒီကျွန်တော်တို့ဒီ personal safety နဲ့ပတ်သက်တာတွေကိုရှင်းပြသွားတာပေါ့နော်နောက်ထပ်ဒီ machine safety နဲ့ပတ်သက်တာလေးလည်းကိုဆွေးနွေးပေးပါဦးဟုတ်ကဲ့ပါဒီ machine safety နဲ့ပတ်သက်တာတော့ကျွန်တော်တို့အဓိကကတော့ operator တယောက်အနေနဲ့ကျွန်တော်တို့အခုအလုပ်လုပ်တဲ့လုပ်ငန်းခွင်တွေမှာပေါ့မိမိမောင်းနေတဲ့ area အတွင်းမှာတခြားလုပ်ကိုင်နေသူတွေလည်းသတိထားဖို့လိုပဲဆိုလိုတာကျွန်တော်တို့ foreman တွေရှိမယ် labor တွေရှိမယ်တခြားလက်သမားဆရာတွေရှိမယ်ပြန်ဆရာတွေရှိမှာပေါ့နော်ဘာလို့ဒီလုပ်ငန်းခွင်တွေမှာသူတို့ကလည်းကိုယ်နဲ့ဆက်နွယ်နေတဲ့လူတွေပေါ့အဲ့ဒီလူတွေလည်းသတိထားဖို့လိုမယ်ဆိုတော့ရန်ရမြို့ရှားမီကျွန်တော်စက်ကိုမရွရှားမီစက်ကဘေးပတ်ဝန်းကျင်တူတယောက်မှမရှိချောင်းသိကြပါဆိုတော့တချို့ကကျွန်တော်တို့စက်မှာလာမှီပြီးတော့ဥစားပေါ့အိပ်ပျော်နေတဲ့လူတွေရှိမယ်လာနားတဲ့ကိုစက်ကကောင်တာဝိတ်အောက်မှာလာပြီးတော့ထိုင်နေတာလည်းရှိမယ်အဲ့လူတွေကိုသတိထားဖို့လိုမယ်ပြီးတော့အခုဆိုတော့ကောင်းသွားတယ်ကျွန်တော် back camera တွေရှိတာပေါ့အရင်တော့ကျွန်တော် back camera ဖြစ်ဆိုတော့တေချာကို walk around နဲ့စစ်ဆေးမှရမှာကျွန်တော်အလုံးမလုပ်ဘူးဆက်ပြီးတော့စာကိုမလုပ်ရှားမိမှာစတင်မလုပ်ရှားမိမှာပြီးတော့စမောင်းသူရဲ့ခွင့်ပြုချက်မရှိပဲလုပ်ငန်းလုပ်ကစနစ်တို့လုံးဝမချစ်ကပ်ပါနဲ့ဆိုတော့eye contact ပေါ့ကျွန်တော်အင်္ဂလိပ်လိုဆို eye contact ကိုဘေးနားကိုကတ်လာတဲ့ဟာကို operator စမောင်းနေတဲ့ operator သိရအောင်ကျွန်တော်မျက်စိနဲ့စကားပြောတော့မျက်လုံးချင်းစကားပြောလိုက်တဲ့ချိတ်ဆက်မှုရှိမှသာဆက်ဘေးနားကိုကတ်လို့ရပါမယ်နော်ဆိုတော့ဒါ operator သိဖို့လိုတယ်ကိုဆက်ဘေးနားကတ်တယ်ဆိုတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့စက်ကိုမဆုတ်မီအမြဲတမ်းနောက်တို့ကြည့်ရသူပြင်ကျွန်တော် excavator ဆိုရင်ဒိုဇာဆိုတော့ကျွန်တော်မပြောလို့ပါ excavator ဆိုရင်ကျွန်တော်ညာဘက်လှည့်အရင်သတိထားတယ်ဘာလို့ဆိုညာဘက်လှည့်မှာကျွန်တော်ဘိုးင်းခံနေတဲ့ကကျတော့ကျွန်တော် visibility ပေါ့ကျွန်တော်တို့မြင်ခွင့်ကိုကောင်းကောင်းမမြင်ရအောင်ဆိုတော့ရမ်းပြီးမှဒုံနဲ့ကြားမှတိလိုက်စနောက်ကျသွားတယ်ဒါကြောင့်ကျွန်တော် operator တွေကဘယ်ဘက်ကိုရမ်းတယ်ဘယ်ဘက်ဆိုရှင်းနေတာပေါ့ဘယ်ဘက်ကိုဟာလာဟင်းလို့ရှင်းတယ်ကဘယ်ဘက်ကိုပဲဦးစားပေးရမ်းပါတယ်ညာဘက်ကိုရမ်းမှဆိုဒီဆက်လူတော်တကောင်ဆက်တော်တကောင်လွတ်တော့အောင်မပြီးမှကျွန်တော်ရမ်းပါဆိုမြင်ကွင်းရှင်းမှာဆိုတော့အကွာဝေးအမြင့်တစ်ခုမပြီးမှကျွန်တော်ဖြည်းဖြည်းရမ်းမှာဆိုတော့ရိုက်မိမှာဆိုလို့ပေါ့နော်ဒီရန်တရားကြီးနဲ့ရိုက်မိလဲချောင်းလေဆိုတော့ဒါနောက်မဆုံးမီတေးကြတယ်ကြည့်ရမယ်ပြီးမှနောက်ဆုတ်ဖို့လိုတဲ့ချောင်းအဓိကအဲ့ဒါပါဝိရိယပေါ့မသွားဖို့လိုတယ်ဘယ်အရာမဆိုတော်ရမဆိုမလို့ဘယ်သူမှမလာနိုင်လို့မတွေးပါနဲ့အခြေမရွေးဆိုတာအန်ဂျယ်ဆိုတာဖြစ်လာနိုင်တယ်ပေါ့ဆင်းတဲ့အခါတိုင်းမှာစက်ကိုတပတ်လှည့်ပြီးစစ်ဆေးတယ်ဆိုတော့ဒါကျွန်တော်ထမင်းစားစင်နာတော့လကောင်းကျွန်တော်တို့အလုပ်သိမ်းတဲ့အခါတော့လကောင်း walk around inspection လုပ်ပြမှာပေါ့နော်ဟုတ်ကဲ့ဒါကတော့ရေးကြည့်ပါတယ်ဒီစက်ကစညာကင်းရှင်းရေးအတွက်ပေါ့နော် machine safety နေဟုတ်ကဲ့အခုခုနပြောရတာလေးကတော့ဒီ safety မှာဒီဘာမှပေါ့လို့မရဘူး safety ဆိုတာအမြဲတမ်းသတိရှိနေအောင်ပြီးရင်ကိုကတကယ်ရှင်းလုပ်ငန်းခွင်ရှင်းလင်းနေမှာပဲကိုကစတင်လှုပ်ဆောင်ပေါ့လှုပ်ရှားမှုတွေအကုန်လုံးကအန်ဒီရဖြစ်နိုင်တာပေါ့နော်အဓိကတော့ခုနကလိုဒီဟိုမှာဆိုလဲဒီ set တွေရဲ့အောက်မှာတခါလေလူတွေနေတတ်တာအဲ့လိုမျိုးလည်းဖြစ်တတ်တာပေါ့အဲ့မှာအဲ့ဒါတွေကိုကြည့်ပြီးလို့ရှင်းလင်းမှတာစက်ကမောင်းနေမှုလောက်တင်တာပေါ့ဟုတ်ကဲ့ပါအဲ့ဒါလေးကတော့အခုနာပြောတဲ့ accident လိုမျိုးဆိုရင်ဒါပြောရရင်ပြောလဲဒီတိုင်းကြည့်လိုက်ရင်တော့ဘာမှမသိဟိုပါဘောနော်အရေးသိမကြည့်တယ်လို့ပဲဒါပေမဲ့ဒီ safety ပေါ်လိုက်တဲ့အတွက်ဒီလိုမျိုးလေးဖြစ်တတ်ဟုတ်ပါတယ်ပြီးတော့ကျွန်တော်တို့အဲ defensive training ကျွန်တော်လာပေးတဲ့ခါကျတော့ Australia တွေပေါ့နိုင်ငံခြားသားတွေကျွန်တော်တို့သူတို့ရဲ့ research လုပ်ထားတဲ့အရာသူတင်တဲ့လုပ်ထားရဆိုသူက10စက္ကန့်မှာတစ်ကြိမ်ဖြစ်တတ်တယ်ဆိုမျက်စိတစ်မိတ်တွင်းမှာပဲမထင်မှပဲဆိုတော့ဘယ်ဘက်ကြည့်ပြီးတော့ညာဘက်ကြည့်ပြီးတော့ဘယ်ဘက်ပြန်ကြည့်ရတယ်ဆိုတော့ဒီ10စက္ကန့်တွင်းမှာ accident တစ်ခါဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဘက်မှန်ကြည့်နေ10စက္ကန့်ကိုတစ်ခါကြည့်ခိုင်းတယ်ကျွန်တော် defensive driving လာပေးတဲ့အခါမှာအဲ့လိုမျိုးကျွန်တော်တို့ဟိုစားပေါ့ training ပေးခဲ့တာပေါ့နော်ဒါလေးလည်းကျွန်တော်အမှတ်တရပါပဲဟုတ်ကဲ့ကိုဒီလုပ်ငန်းခွင်မှာဆိုတချို့ဒီမလွတ်တဲ့ဟာပေါ့ဒီဒါပေါ့လျှက်စစ်ဂျိုးတွေပါအမျိုးတွေလည်းရှိတယ်ဒါမျိုးတွေဆိုလဲတတ်မှတ်တဲ့ area မှာဒီကျွန်တော်တို့ရဲ့ရန်ရားကိုလှုပ်ဆောင်ရတာပေါ့နော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကိုပြောပြလို့ရတာလေးပြောပြပေးဟုတ်အခါအဲ့လိုဆိုကျွန်တော်တို့တစ်ခါလေမြေပေါ်မြေအောက်တော့ကျွန်တော်မြေပေါ်မှာဆိုရင်တော့ကျွန်တော်ဟိုစားမြေဂျိုးတွေရှိမယ်မြေအောက်မှာဆိုရင်တော့ကျွန်တော်တို့cable ရှိမယ်ဗျာဆက်သွယ်ရေး cable ရှိမယ်မီဂျိုတွေရှိမယ်ဒါအဲ့ဒါတွေကတော့ကျွန်တော်တို့မမြင်ရတဲ့အရာတွေပေါ့နော်တခါတလေ
ကျွန်တော်တို့နေပြီးတော့မှကျွန်တော်home ban နဲ့တော့ကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်လုပ်ဖို့ company ချို့ဆိုတူးလိုက်ပြီးမှဒါမှ cable ထွက်လာတာပေါ့နော်ဆက်သွယ် cable ထွက်လာတဲ့ခါဆိုတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ရှင်းရတယ်အများကြီးရှိခဲ့ပါတယ်ဆိုရှယ်မှုတွေဖြစ်ခဲ့ပါတယ်ကျွန်တော်အဲကြောင့်မလို့ကျွန်တော်တို့ဘယ်ရေ pipeline တော့လကောင်း gas pipeline တော့လကောင်းcable တွေတော့လကောင်းမှာတို့မှာဒီ3 bay စာတန်းလေးရှိပါတယ်နော်ဒီအောက်မှာမီတာတော့10 bay လောက်မှာကျွန်တော်တို့ဘာရှိပါတယ်နော်ဖော်ပြချက်ရဆိုအဲ့ဒါတွေသတိထားဖို့လိုမယ်ပြီးတော့ကိုနေမစင်းရောက်သွားတဲ့ခါမှာဆိုလဲကျွန်တော်ဒီအောက်မှာရေ pipeline ရှိလား gas pipeline ရှိလားဆိုကိုမေးဖို့လို့ဘာလို့ဆိုဒီအောက်မှာဘာတွေမြုပ်တာဆိုကိုမသိဘူးဆိုတော့တက်ဆိုင်ရာတာဝန်ခံနေနဲ့မေးပြီးတော့တေးကြပြီးဆိုမှကျွန်တော်တို့မြေကြီးကိုတူးခြင်းကိုလှုပ်ဆောင်ပါမယ်ပြီးတော့ကျွန်တော်သတိထားဖို့ဒီဓာတ်ကြိုးတွေအောက်မှာလှုပ်မယ်ဆိုရင်တော့အရန်သတိထားပါများသောအားဖြင့်ကျွန်တော်တို့မလိုလားတဲ့ဓာတ်လိုက်မှုတွေကကျွန်တော်ဓာတ်ကြိုးအောက်မှာလှုပ်တဲ့ set တွေမှာမြင်တွေ့ရပါတယ်ဟုတ်ကဲ့3 point contact ရှိရမှာဟုတ်တော့လားလက်တစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ဖြစ်ဖြစ်လက်နှစ်ဖက်နဲ့ခြေထောက်တစ်ဖက်ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ဒီတစ်ဖက်လွတ်တာတော့ရသေးတယ်အဲ့လိုမျိုး3ချက်လောက်ကိုကမိထားမှတက်တာဆင်းတာပေါ့နော်အဲ့ဒါတွေအနေရမဖြစ်မှာပေါ့နော်စောစောကကိုပြောတဲ့ဒီအချက်လေးတွေကလည်းတော်တော်အရေးကြီးပါတယ်ကျွန်တော်စစ်ဆေးတဲ့အချိန်မှာလည်းကျွန်တော်အာယုံ၄ပါးပေါ့ full sight နဲ့စစ်ဆေးရမယ်ကျွန်တော်အန်တက်ဒါပါနဲ့ hydraulic နဲ့လား transmission ဆိုကျွန်တော်နှစ်ခေါက်အမြဲတမ်းရနေကြဆိုတော့ဒီနံဘာနဲ့ဆိုတော့ဒီဇယ်အနံ့လားရေအနံ့လားရေစူဝိုင်း overheat နဲ့လားဆိုကျွန်တော်အနံ့ရဲ့အမြင့်ရဲ့အကြားရဲ့အထိတွေ့ဒီလေးကို full sense ပေါ့နော်ဆက် no ပြီးဆိုတော့ကျွန်တော်ကားလေးလို့မဟုတ်ပါဘူး lever ကိုကျွန်တော်တို့ကဖြည်းဖြည်းချင်းအဆုံးတင်သွားပြီးတော့ full load လုပ်တဲ့ခါကျတော့ lever အကုန်လုပ်တဲ့ခါကျတော့ကျွန်တော်ဒီရေနေတာတို့ engine နေတာတို့ hydraulic နေတာတို့ဆိုတော့ကျွန်တော်လိုလားတဲ့ပြဿနာအကြီးကြီးဖြစ်သွားနိုင်ပါတယ်